စပင်းကေကလေဒီလိုမျိုးအော်ဒီလိုမျိုးစပင်းကေကဒီလိုမျိုးစမိတ်နဲ့ပေါ့နော်ဒါပေမဲ့စမိတ်ကရှင်နဲ့ရှည်တာအရင်အတူလေးညှပ်ထားတယ်အခုကဒီလိုမျိုးခွဲတာခေါင်းမီးတွေအကုန်လုံးရှော့ထားတာမလို့ဒီလိုမျိုးခွဲဘယ်ဟာနဲ့ပို့လိုက်လဲဆိုတော့ကိုမသိဘူးဖြစ်နေရနှစ်ဖူးပြောင်းတော့လေမစမိတ်နဲ့မလှပါဘူးရှင်းရှင်းလေးပို့လှသလားနှစ်ဖူးကတော့ပြောင်းတော့ပြောင်းနေပေါ့နော်ခေါင်းမီးမရှိတော့လည်းဒီလိုလို့ရင်ကောင်းမလားဒီလိုပဲချိုင်ကောင်းမလားဒီအမွှေးလေးဒီပြန်ပြီးဒီဘက်ကိုထွက်လာတယ်ဒီမျိုးအပြင်ထွက်လာမှာဒီလိုမျိုးဆိုတာနှစ်ဖူးပြောင်းနေလို့ထင်ရလား